မင်္ဂလာပါကျမခင်တီပါဒီနေ့ကတော့အပိုင်း9ဖြစ်တယ်ပေါ့နော်ထိုင်းနိုင်ငံမှာစီးပွားရေးလုပ်မဲ့သူတွေအတွက်အရေးကြီးဆုံးဗီဇာနဲ့အလုပ်လုပ်ခွင့် work permit အကြောင်းပြောသွားမှာဖြစ်ပါတယ်အဲ့တော့ထိုင်းမှာစီးပွားရေးလုပ်တယ်ဆိုလို့ရှိရင်ဘယ်လိုဗီဇာယူမလဲပေါ့နော်အဲ့တော့ဗီဇာတွေ work permit တွေယူရမယ်လမ်းညွှန်နေပေါ့နော်အဲ့ဒါလေးပြပေးပါမယ်ပြပေးပါမယ်ထိုင်းမှာကုမ္ပဏီထောင်ပြီးပြီဆိုလို့ရှိရင်နောက်တစ်ဆင့်အနေနဲ့ကိုယ်တိုင်ထိုင်းမှာဒါရိုက်တာယာတူးယူမယ်ပြီးတော့ဒီလုပ်ငန်းမှာကိုယ်တိုင်ဝင်ပြီးလုပ်မယ်ဆိုလို့ရှိရင် work permit ယူထားဖို့လိုပါတယ်အဲ့တော့တချို့ကြတော့ဒီထိုင်းနိုင်ငံမှာဗီဇာတစ်ခုခုရှိထားလိုက်ပြီးတော့မှနေလိုက်ပြီလို့ရှိရင်အဲ့ဗီဇာနဲ့ပဲအလုပ်လုပ်မယ်ဆိုလို့ရှိရင်အဆင်ပြေလို့ထင်ကြပါတော့တကယ်တမ်းအဲ့ဒီဥစ္စာကတော့မမှန်ပါဘူးအဲ့တော့ဗီဇာရှိလို့ရှိရင်အလုပ်လုပ်ရပြီဆိုတာလည်းမဟုတ်ပါဘူးအဲ့တော့ဗီဇာကနေထိုင်ဖို့အတွက်ပဲဖြစ်ပြီးတော့အလုပ်လုပ်ဖို့အတွက်ကကြတော့ work permit တည်တံ့ထပ်ပြီးတော့မှလုပ်မှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ SME လုပ်ငန်းရှင်တွေအတွက်ကိုဗီဇာနဲ့ work permit ဘယ်လိုရှာရမလဲဘယ်လိုစည်းကမ်းချက်တွေရှိလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ SME လုပ်ငန်းရှင်တွေအတွက်အသင့်တော်ဆုံးဗီဇာကတော့ non-immigrant business visa ပေါ့နော် non-B လို့ခေါ်ကြတဲ့အဲဒီ visa ပဲဖြစ်တယ်ဒီဗီဒီယိုကြည့်နေတဲ့သူတွေအနေနဲ့သတိထားရမှာတော့ဒီဗီဇာကိုထိုင်းနိုင်ငံပြင်ပမှာရှိတဲ့တန်ယုံတွေဥမာစင်ကာပူမှာရှိတော့ရန်ကုန်မှာရှိတော့မလေးရှားမှာရှိတော့ပေါ့နော်အဲ့ဒီထိုင်းတန်ယုံတွေမှာအရင်ဆုံးလျှောက်ထားရမှာဖြစ်တယ်လာအိုမှာလည်းလျှောက်လို့ရတယ်ဗီယက်နမ်မှာလည်းလျှောက်လို့ရပါတော့အဲ့တော့ဒီလိုလျှောက်ထားဖို့အတွက်ကိုဘာတွေလုပ်မလဲဆိုလို့ရှိရင်ကုမ္ပဏီရဲ့မှတ်ပုံတင်ထားတဲ့စာရွက်စာတမ်းတွေလိုမယ်နောက်ပြီးတော့ကုမ္ပဏီရဲ့ financial statements တွေလိုမယ် bank statements တွေလိုမယ်ပေါ့နော်ပြီးတော့ကုမ္ပဏီကနေခေါ်ထားတဲ့ invitation letter ပေါ့နော်ခေါ်ရတဲ့ဟာတွေလိုမယ်ပြီးတော့ဒီကုမ္ပဏီမှာကိုက director ယာတူးနဲ့လုပ်ထားပါတယ်ဆိုတော့အထောက်အထားတွေလိုမယ်ပြီးတော့ passport နဲ့ကိုယ့်ရဲ့တခြားကိုရေးချက်လက်တွေဖြစ်တဲ့ CV တို့ပါတော့ပေါ့နော်အဲ့ဒါမျိုးလိုတယ်အဲ့ဒီ visa စခြင်းမှာတော့ရက်ပေါင်း90ပေးတယ်အဲ့ရက်ပေါင်း90ပေးပြီးသွားလို့ရှိရင်တော့သူကတတ်ထက်လျှောက်ရတယ်extension ပေါ့နော်တစ်နှစ်တော့ကိုထပ်လျှောက်ရတယ်လျှောက်တဲ့အခါမှာတစ်နှစ်ပေးရဆိုပေမဲ့ quad ဆိုပြီးတစ်နှစ်ကြီးပေးလိုက်တာမဟုတ်ဘူးပေါ့နော်မဟုတ်ဘဲနဲ့သူကရက်တူလေးတခုပေါ့နော်အဲ့လိုမျိုးလေးထပ်ပြီးတော့မှ3ပတ်လိုမျိုးပေးလိုက်တယ်ပေးလိုက်ပြီးတော့မှအဲ့ဒါသူက under consideration ဆိုပြီးပေးလိုက်တာပေါ့အဲ့လိုပေးလိုက်ပြီးသွားတဲ့အချိန်ကြတော့မှကိုကအဲ့ဒါလေးခဏဆောင်ပြီးလို့ရှိရင်အဲ့ဒီအချိန်ပြည့်ပြီဆိုလို့ရှိရင်တော့ထပ်ပြီးတိုးလိုက်လို့ရှိရင်တစ်နှစ်ရသွားပါတော့အဲ့တော့အဲ့ဒါကတော့ non-B visa ပေါ့နော် non-immigrant business visa ဆိုတော့ရေရှည်နေထိုင်ခွင့်ပေါ့နော်အဲ့ဒီတော့ကြောင့်မလို့သူကလည်းနေထိုင်ခွင့်ပဲဖြစ်သေးတယ်အလုပ်လုပ်ခွင့်မဟုတ်သေးဘူးအဲ့တော့အလုပ်လုပ်ခွင့်ဆိုလို့ရှိရင်တော့ work permit ထပ်ပြီးမှရှောက်ဖို့လိုပါလိမ့်မယ်အဲ့တော့ work permit ကတော့ဟိုရှိရပိုင်းမှာပြောခဲ့တယ်လို့မျိုးပဲနိုင်ငံသားတယောက် work permit ရှောက်ဖို့တော့ကိုမှ2 million share capital ပြရတယ်ထိုင်းအလုပ်သမား4ယောက်ပြရတယ်အဲ့တော့မှနိုင်ငံသားတယောက်လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ visa ရပြီးတော့ထိုင်းနဲ့ရောက်တာနဲ့ work permit စပြီးရှောက်ဖို့လိုလာပြီအဲ့တော့ဒီထိုင်းဥပဒေမှာအလုပ်လုပ်တယ်ဆိုတော့အဓိပ္ပာယ်ဖွင့်ဆိုချက်ကအရန်ကျက်ပြန်တယ်ကုမ္ပဏီစီမံခန့်ခွဲတာစာချုပ်စာတမ်းလက်မှတ်ထိုးတာပြီးရင်ဝန်ထမ်းတွေကိုကြီးကြပ်တာဒါတွေအကုန်လုံး work permit ပဲဖြစ်တဲ့အတွက်ကြောင့်မလို့ work permit မရှိဘူးဆိုလို့ရှိရင်တရားမဝင်ဘူးအဲ့တော့ဗမာတွေပြောသလိုပဲပေါ့နော်ဘာမှမဖြစ်ဘူးဒါပေမဲ့တစုံတစ်ယောက်ကတိုင်ခဲ့တာမျိုးသူတို့ကကြုံကြိုက်လို့လာပြီးတော့မှစစ်ဆေးတဲ့အခါမှာတွေ့ရှိသွားတာမျိုးဖြစ်မယ်ဆိုလို့ရှိရင်တော့အဲ့ဒါတရားမဝင်အလုပ်လုပ်တဲ့သူဖြစ်တဲ့ကြောင့်မလို့စစ်ဆေးမြင်မြန်ခံရမယ်အရေးယူခံရမယ်ပေါ့နော်အဲ့တော့နိုင်ငံသားတယောက်ကိုအလုပ်ခံဖို့အတွက်ကုမ္ပဏီမှာရှိရမယ်အဓိကအချက်2ချက်တစ်ကတော့လူတစ်ယောက်အတွက်ကိုနိုင်ငံသားတယောက်အတွက်ကို share capital 2တန်းပြရမယ်နောက်တစ်ချက်ကတော့ဝန်ထမ်းအချိုးအစားပေါ့နော်ထိုင်း4ယောက်နိုင်ငံသား1ယောက်အဲ့ဒီချက်တွေနဲ့ပြည်စုံတော့မှဝန်ကြီးဌာနကနေပြီးမှ work permit ထုတ်ပေးမယ်အဲ့တော့ non-B plus work permit ပဲရှောက်မှရမှာလားဆိုရင်တော့မဟုတ်ဘူးတခြား visa မျိုးစားတွေရှိရယ်ဘာ visa လဲဆို smart visa ဆိုတဲ့ဟာရှိရယ် LTR visa ရှိရယ်အဲ့တော့ smart visa ကတော့နည်းပညာရှင်တွေနဲ့ရင်းနှီးမြှုပ်နှံတဲ့သူတွေအတွက်ကိုပေးတာသူရဲ့အားသာချက်ကတော့ work permit တည်တံ့ရှောက်စရာမလိုဒီ smart visa လေးရှိရုံနဲ့အလုပ်လုပ်လို့ရတယ်သူကတော့4နှစ်ထိနေထိုင်ခွင့်ရတယ်
နောက်တစ်ခုကတော့ LDR visa ပေါ့နော်အဲ့တော့ long term resident visa လို့ခေါ်တယ်ဒါပေမဲ့သူကတော့တထေးတွေကိုပေးတဲ့ visa ပေါ့တထေး visa လို့ခေါ်တယ်နောက်တစ်ခုကတော့ကျွမ်းကျင်ပညာရှင်တွေအတွက်ကိုပေးတဲ့ visa ကျွမ်းကျင်ပညာရှင်တွေအတွက်ကိုပေးတဲ့ visa ကကြတော့တကယ်တမ်းသူ့ကို listed company ကနေလောက်ခံတာမျိုးပါမျိုးဖြစ်ရတယ်ဆိုတဲ့ခါကျတော့ကိုယ့်အချိန်လေးနဲ့မကိုက်ဘူးပေါ့နော်အဲ့တော့ချမ်းသာကြွယ်ဝတဲ့သူတွေရှောက်တဲ့ visa မျိုးရှောက်မှာပဲရမယ်ပေါ့နော် wealthy global citizen လို့ခေါ်တယ်အဲ့ဒီ category အောက်ကနေရှောက်မှာရတယ်သူကတော့နေထိုင်ခွင့်10နှစ်ရမယ်ဒါပေမဲ့ဒီ visa ရဲ့သတ်မှတ်ချက်ကအရင်မြင့်တဲ့ကြောင့်မလို့အခုမှအလုပ်စမယ်အခုမှအလုပ်စမယ် SME လုပ်ငန်းရှင်တွေပေါ့နော်ဒီဗီဒီယိုက SME လုပ်ငန်းရှင်တွေကိုရည်ရွယ်ထားတာဖြစ်တဲ့ကြောင့်မလို့တော်တော်များများ applicable မဖြစ်ဘူးပေါ့နော်အဲ့တော့လက်တွေ့အကျဆုံးကတော့ non B ကပဲလက်တွေ့အကျဆုံးဖြစ်ပါလိမ့်မယ်အဲ့တော့ visa လည်းရပြီ work permit လည်းရပြီဆိုလို့ရှိရင်အရေးကြီးတာပါလဲဆိုလို့ရှိရင်ရက်90 report တင်ရမယ် every 90 days နေပြီးသွားပြီဆိုလို့ရှိရင်ဒီ90 days တော့ကိုရက်90တင်ရရက်90 report တင်ပေးရမယ်အဲ့တော့ရက်90ထက်ကျော်ပြီးထိုင်းနိုင်ငံမှာနေထိုင်နေဆိုလို့ရှိရင်ဘယ်လိပ်စာမှာနေပါတယ်ဆိုတဲ့ဥစ္စာကိုအကြောင်းကြားပေးရတာပေါ့နော်အဲ့ရက်90တစ်ချိန်အကြောင်းကြားပေးရတယ်အဲ့ဒါက online ရလည်းလုပ်လို့ရတယ်နောက်တစ်ခုကတော့နိုင်ငံသားတွေလုံးဝလုပ်ခွင့်မရှိတဲ့အလုပ်တွေဥပမာပါလို့ဆိုလမ်းပေးစေးတယ်လုပ်လို့မရဘူး taxi မောင်းလို့မရဘူး tour guide လုပ်လို့မရဘူးသပင်ညှက်တဲ့အလုပ်တွေလုပ်လို့မရဘူးဒီဟာတွေနိုင်ငံသားတွေကိုလုံးဝလုပ်ခွင့်မရှိဘူးလို့သတ်မှတ်ထားတာဖြစ်တယ်အလုပ်လုပ်ခွင့်လို့ခေါ်တဲ့ work permit မရှိဘဲနဲ့အလုပ်လုပ်လို့ရှိရင်ပတ်သိန်းထိတန်ကြေးပေးရနိုင်တယ်လို့မျိုးရင်းနှင်တန်ခံရတဲ့အထိလည်းဖြစ်နိုင်တယ်အဲ့တော့အနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင်ထိုင်းမှာစီးပွားရေးလုပ်ဖို့အတွက်ဆိုလို့ရှိရင် non immigrant business visa လို့ခေါ်တဲ့ non B visa ကိုယူပါရင်းနှီးနေတဲ့ထိုင်းဝင်တဲ့အချိုးအစားကိုပြင်ဖြီဖို့အတွက်ကိုမှ4ယောက်ခံထားပါကို1ယောက်ရပါမယ်ပြီးလို့ရှိရင် work permit ရှောက်လို့ရမယ်အဲ့ဒါဆိုလို့ချင်းထိုင်းနိုင်ငံမှာစိတ်အေးချမ်းချမ်းနဲ့အလုပ်လုပ်လို့ရမယ်တရားဥပဒေနဲ့အညီနေထိုင်ပြီးမှအလုပ်လုပ်လို့ရပြီးတော့မှကိုယ့်ရဲ့လုပ်ငန်းကိုပို့ပြီးတော့မှဖွံ့ဖြိုးတိုးတက်အောင် grow ဖြစ်အောင်လို့အာရုံစိုက်ပြီးတော့လုပ်နိုင်မှာဖြစ်တယ်အဲ့တော့နောက်ဗီဒီယိုတွေမှာတော့ဒီ doing business in Thailand မှာဘာတွေထပ်ပြီးတော့မှသိဖို့လိုတယ်ဆိုတာလေးတွေဆက်ပြီးတော့မှ share လုပ်သွားပေးပါအောင်မယ်နောက်ဗီဒီယိုမှာကတော့corporate taxation ပေါ့နော်ကုမ္ပဏီအခွန်နဲ့ပတ်သက်ပြီးတော့မှပြောသွားပါမယ်။နားထောင်ပေးတဲ့အတွက်ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။